မ်ဘီရာပညာတွေနဲ့အဆက်ဆက်တူရီဆိုတာဘဝအဆက်ဆက်တန်တရားအဆက်ဆက်ကပညာအထုံတွေရဲ့အချိန်ကျရောက်လာချိန်မှာသူကိုလိုအပ်တာတွေညွန်ပြပေးမဲ့သူတင်ကြပေးသူတွေဟာသူ့အလိုလိုပေါ်ပေါက်လာတဲ့ငါတောင်မင်းအခုလိုစာမတောင်တော်မြတ်ကိုရောက်လာတာကိုကပညာစခန်းကျေလာဟုအစပြုလာတော့တာပဲပေါ့ကွယ်အဘကဘသူများပါလဲတိပါရစီခင်ဗျာအဘဘသူဆိုတာငါသာနောက်တော့တိလာရမှာပေါ့ကွယ်အခုတော့စမတ်တောင်ကအဘလိုပဲမှတ်ထားအခုအဘကမင်းကိုတရအခရာဒီအမီနာမတွေကိုကြားလိုက်တာနဲ့အဲ့ဒီလူတူရဲ့စိတ်မြေစိတ်ထားကံကြမ္မာအကောင်းဆုံးကိုပြောနိုင်တဲ့ပညာရက်ကိုညွန်ပြဖို့တာဝန်ရှိလာတော့သားကိုလာပြောရတာပေါ့သားရဲ့နာမည်လေးကြားရုံနဲ့ကံကြမ္မာအစိုးအကောင်းကိုပြောလို့ရတယ်ဟုတ်လားအဘဟုတ်တယ်သားရဲ့အဲ့ဒီပညာရဲ့အမိကတော့သရောတရားပညာရဲ့သားကိုပညာအမွေပြီးပါပပခင်ဗျာအဘောအတောင်ဝင်ကိုကငါသားကိုပေးဖို့လာတာပဲကွယ်ကဲရော့ဒီဟာကရွှေဟောင်းတရောရရတရတွေကြံမဲတာနည်းနည်းတိမ်မွေးတဲ့ပညာရက်တစ်ခုဖြစ်လို့ငါသားနားမလေတာတွေကိုသင်ကြားပေးမိဆရာပေါ်ပုတ်လာပါလိမ့်မယ်တာကြီးကဲအဘကူခွင့်ပြုအောင်တာလေ